ပြမျိုးတွေမင်္ဂလာပါနော်အဲ့ YouTube မှာကျွန်တော်မလွင့်ဘူးဗျာနော်ဟိုနေ့နှစ်ခုလောက်ပဲလွင့်တယ်အခုတစ်ခါထပ်လွင့်ပေးလိုက်မယ်နော်ပြီး Telegram ကိုလာခဲ့ Telegram link ကိုကျွန်တော်ပြမယ်နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်စနစ်ကဏ္ဍဒီမှာပေါ့၄ခွက်ကဏ္ဍစနစ်ဒါစနစ်ကဏ္ဍ၄ခွက်ကဏ္ဍမနှညကဏ္ဍပေါ့နော်ကျွန်တော်ဒီမှာဆိုတင်ထားပြီဒီမှာအဖွဲ့ဒီမှာတင်ထားတယ်ကျွန်တော်ပြမယ်ကျွန်တော် Telegram တစ်ခုပဲတင်တာပထမရက်ဆိုလို့ရှိရင်ကျွန်တော်ဒါပြတဲ့ဟာကိုကျွန်တော်ပြအောင်YouTube မတင်ဘူးနော်ဒါတွေပါလေဆိုကျွန်တော်တင်ပေးထားအဲ့ download ဆွဲပြန်တယ်ဒီမှာပထမဆုံးရက်မှာကျွန်တော်ဆိုလိုတာပေါ့နော်နားလေးမှာကျွန်တော်ဒီမှာပေါ့နော်ဈေးကွက်နှစ်ခုတင်ပေးတာမနေ့တော့ဈေးကွက်မနေ့နဲ့ညညိသွားတဲ့ဟာနဲ့ဆိုတယ်ဒီမှာအတူ YouTube ထုတ်ခံရအောင်ကျွန်တော်ပြောတာနော်ဒီမှာဗျဟောပြန်ပထမဆုံးရက်မှာကျွန်တော်ဒါတွေတင်ပေးရတာကျွန်တော်ဒါ Telegram မှာတင်တာနော် Telegram လင့်လာယူလိုက်ဟဲ့လားကျွန်တော်ပြောမယ်ဒီမှာပထမဆုံးရက်မှာဈေးကွက်နှစ်ခုပဲခုနှစ်အချိန်3.5အချိန်မှာ52လို့ထွက်တယ်ဗျာနော်ဒါပထမရက်ဒုတိယရက်မှာ33 ချိန်3.9ချိန်39ထွက်တယ်ဗျာနော်ဒါပေမဲ့တတိယရက်မှာကျွန်တော်ထပ်ပြန်တတိယရက်မှာကခဏလေးနော်တတိယရက်မှာကကျွန်တော်ပြောမယ်လေးနဲ့85ဝန်းချိန်မှာနော်45လို့ထွက်တယ်မနေ့ကကျွန်တော်ယူတဲ့ line တွေပြထားတယ်နော် Telegram မှာလာခဲ့နော်ဒါ video ကျွန်တော်တခုတော့တင်မယ်နော်ဒါတွေကသူများဟာတွေကျွန်တော်ဟာမဟုတ်ဘူးသူကဖြတ်ချနော်သူများထဲတက်တာကျွန်တော်ထဲမှာမတက်နောက်ဒီမှာနော်ကီးလေးတွေကျွန်တော်ချပေးထားတယ်မနေ့က46ဟိုကီးပေါ့မနေ့ကဒီမှာပြ63ရယ်93ဝန်းကျင်မနေ့က9ထွက်ညနေ6ထွက်သွားတာဗျာနော်ကျွန်တော်ဈေးဘက်ကတင်ပေးမှာဒါမှဒီနေ့တင်ထားတဲ့ဟာလေးနော်ကျွန်တော်လာမှာအကုန်တင်ထားပေးတယ်ဒီမှာကျွန်တော်ပြောနော်ဒီကောင်တွေအတုတွေမဆိုင်ဘူးနော်ဒီထဲကိုလာတင်ထားတာကျွန်တော်ထဲမှာမပေါ်ဘူးတခြားလူဖုန်းထဲမှာပေါ်နေတာအဲ့မှာနော်ကျွန်တော်ဒီမှာ51လို့ရွေးရတာဟုတ်ပြီဗျာနော် YouTube မလွင့်ဘူးနော်ဒါအခုတစ်ခါလွင့်ပေးတာနော်ကျွန်တော်ဒါအေးဒီမှာရတယ်အားလုံးပဲကံကောင်းကြပါစေဘာဖြစ်လို့လဲဆိုတော့ YouTube မလွင့်ဘူးအတုတွေနော် YouTube မှာလွင့်နေတာဒါဒီတစ်ခါကျွန်တော်လွင့်ပေးလိုက်မယ် Telegram မှာလင့်လာယူလိုက်